အားလုံးမင်္ဂလာပါကျွန်တော်ကိုတေပါအခုပြောမယ့်အကြောင်းအရာကတော့ AFC Women Asia Cup Australia 2026 Qualifier ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် AFC ကတော့ Asian Football Confederation လို့ခေါ်ပါတယ်မြန်မာလိုကတော့အာရှဘောလုံးအဖွဲ့ချုပ်လို့ခေါ်တယ် Women Asian Cup က AFC ရဲ့လက်အောက်မှာကျင်းပမှာဖြစ်တဲ့အတွက်အာရှနိုင်ငံတွေပါဝင်မှာပဲဖြစ်ပါတယ်အာရှနိုင်ငံ48နိုင်ငံရှိတဲ့ထဲမှာမြန်မာကတော့လူဦးရေ54သန်းကျော်ရှိတဲ့ Southeast Asia အရှေ့တောင်အာရှနိုင်ငံထဲမှာပါဝင်နေပါတယ်မြန်မာအသင်းကတော့ Group C ထဲမှာပါဝင်နေပြီးတော့လူဦးရေ185သန်းကျော်ရှိတဲ့ Southern Asia အာရှတောင်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်လူဦးရေ9သန်းကျော်ရှိတဲ့ Central Asia အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ Turkmenistan နောက်ဆုံးအနေနဲ့ကတော့လူဦးရေ1သန်းကျော်သာရှိတဲ့ Western Asia အနောက်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ Bahrain နိုင်ငံတို့နဲ့ရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်Women Asian Cup ကို2010နောက်ပိုင်းကနေစပြီးတော့ဒီနေ့တစ်ချိန်ကျင်းပခဲ့ပါတယ်ဒါပေမဲ့သူတို့ကျင်းပတဲ့ပုံစံကအစီအစဉ်ကြတော့အမြဲတမ်းတော့မရှိဘူးလက်ရှိကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းအနေနဲ့ကတော့မနေ့ပြန်လာမယ့်29ရက်နေ့ညနေ4နာရီမှာတူဝနကွင်းမှာတော့ကျွန်တော်တို့ Turkmenistan အသင်းကိုအိမ်ကွင်းမှာလက်ခံရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးနဲ့တစ်ဆင့်အားလုံးကိုမြန်မာအသင်းကိုလာရောက်အားပေးဖို့အတွက်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုတီပဲဖြစ်ပါတယ်